ငါအဲ့ဒါကိုဖတ်ထုတ်လို့ထင်တာဩသူတို့ခင်ဗျမသိလို့ပြောတာပဲလေဆိုပြီးငါမင်းကိုပြောပြတာဘယ်ဖတ်ထုတ်ရမှာလဲကွာဖတ်တိတ်ပါကွာလူမှုဝန်ထမ်းလို့အလကားလုပ်ပေးရတဲ့အလုပ်ကိုပြောတာအေးကွာစနေတနင်္ဂနွေလေးတော့မှအေးစစ်စစ်မနေရအောင်အလုံးမရှိအလုံးရှာကြံဖန်ခိုင်းနေတာဟဲ့အဲ့ဒါအရေးမကြီးဘူးစားခြင်းစံစာပြောလာရင်ဖတ်နေရင်အုတ်ခမ်းနေရမှာတဲ့ဘာလို့ဆိုမင်းမကြီးတို့ရင်ပြီးမှရဲဘော်တီလာပြီးတန်ရှင်းလုပ်နေကြတယ်ကွာအဲ့ဒါဒီနွေးချမ်းတဲ့ထရက်ကလေးများရှိတော့ကျွေးလိုက်ပါအိုးဘာလို့ကျွေးရမှာလဲကပတိန်ရိုနီကိုအကူအညီတောင်းလို့ तू ကလွတ်ပေးလိုက်တာကျွေးရင်ချင်းကပတိန်ရိုနီကိုကျွေးရမှာပေါ့ဟာမင်းတော်တော်တရားတရားနေပါလားဒီနေ့ကသူတို့ဟောလီဒီကွာမြို့တယ်ဒီပါလီလေလဲချင်းဦးမှာပေါ့တက်တက်မဲ့တို့ရင်အတွက်လာလို့ပြတာတို့ကကျွေးရမှာပေါ့ဒီမှာကျုပ်ကရှင့်ရဲ့ပဲစားရဲဘော်တွေကိုလုံကြီးတစ်ခုလုပ်ပြီးတော့အခမ်းမနေနိုင်ဘူးပရိုဂရမ်ကိုချိန်ထားပြီးသားရှိအေးမင်းဒီမျက်နှာဖြူကောင်နေနဲ့ဒူးတင်ပေါင်းတင်ဖဲရိုက်လိုက်ကဆွဲလိုက်ကြက်ကြက်လို့လွတ်လပ်ရေးရလို့ဒီကောင်နေပြန်သွားရင်မင်းပါပြီးလက်ကိုပါသွားမယ်နားလေလားမဥစ္စာသူတို့ကခေါ်တော့လေအင်္ဂလန်ရွှေပြည်ကိုလိုက်သွားတာပေါ့ရှင်ဘီလက်ဆိုတော့တွားချင်နေသွားလို့ရတာမဟုတ်တာဟမ်မင်းတော်တော်ဘူလမ်းမဝေးတဲ့မိမပါလားရှင်အဲ့လိုမပြောနဲ့ဘာပြောပါလဲငါပြောပေးလို့ဘိုးဖြစ်ရတဲ့လူကလည်းလူပါဝါလို့ဒီမိမနဲ့တော့တော်တော်ခက်ပါလေအုံးမရှင်ရဲဘော်တွေကိုညီးပဲသွားပြီးတော့ထင်းကျက်နဲ့ရင်ချမ်းကျွေးလိုက်ပါကွယ်ဟုတ်ကဲ့ကိုကြီးရဲဘော်တို့စားကြပါအောင်အမောပြေပေါ့ဟာရက်ကြီးရတာမောလိုက်တာအတော်ဟဲ့ကိုတော်မေးအတော်ပဲတို့ကမောင်မင်းငါပင်ပန်းလို့မင်းရက်ကြည့်တဲ့လူကမင်းစားလား